sao bia họ đây cả nít chốc cả ba lấy được rồi tu đó ba ye xây nề đó bỏ ra đi cũng mất đi chuyện nề ba gì đấy cô ye xây nề đó bỏ ra đi ti ông lâu ba tu mía xây cũng mất đi đã mama yếm chi cô xây cũng ti ông lâu baအဲ့တော့သိအောင်လို့ဆိုတာဘာလဲဘာတတိပဌာနာသုံးပါတတိပဌာန်တရား၄မျိုးဟောတဲ့ထဲမှာစိတ်တာနုပဒနာတတိပဌာန်ဆိုတာကိုယ်စိတ်ကိုအကဲခတ်စောင့်ကြည့်လေ့ကျင့်တာဆိုလို့ငါစိတ်လေးမှာလောဘတွေမကြမကြဖြစ်သလားဒေါသတွေမကြမကြဖြစ်သလားမောဟတွေမာမနာတွေဒါမစ္စရိယတွေမကြမကြဖြစ်သလားကိုယ်တဏ္ဍာနဲ့မှာစိတ်အညစ်အကြေးတွေများနေသလားအညစ်အကြေးတွေရှိသလားဆိုတာရှိသလားမရှိဘူးလားဆိုတာကိုအမြဲမပြတ်စောင့်ကြည့်အကဲခတ်ရမယ်လို့စိတ်တာနုပဒနာဆို contemplation of mind စိတ်ကိုတတိနဲ့သမာဓိနဲ့စောင့်ကြည့်ရုံနဲ့အလုပ်ပြီးလာလို့ဆိုမပြီးဘူးစောင့်ကြည့်လိုက်တဲ့အခါဘာတွေ့အဖြေနှစ်ခုထွက်လာလိမ့်မယ်ငါစိတ်ဟာလောဘတွေနဲ့တွဲနေတယ်ဒေါသတွေနဲ့တွဲနေတယ်မောဟတွေဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒီအဖြေရပြီဆိုလို့ရှိရင်ဒါတွေဖယ်ဖို့ကြိုးစားလိုက်တယ်အကယ်၍ငါစိတ်လေးဟာကောင်းတဲ့သဘာဝတရားတွေနဲ့သာရှိပြီးလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးကုသိုလ်တရားတွေပဲအဖြစ်များတယ်လို့အဖြစ်ထုတ်လို့ရှိရင်ဒီအခြေအနေတစ်ခု